ခါတော်မှာမြတ်စွာဘုရားယဟန်တော်များစွာချမ်းရံပြီးတော့ဆုံးခံကြွတော်မူတဲ့အခါမှာလမ်းခရီးမှာဝက်မာလေးတကောင်အစာရှာပွေစားတော့ပြီးတော့တွာလာနေတာကိုတွေ့ရတယ်။အဲ့လိုတွေ့တော်မူတဲ့အခါမြတ်စွာဘုရားကအဲ့ဒီဝက်ကလေးကိုကြည့်ပြီးတော့ဝက်မာလေးကိုကြည့်ပြီးတော့ပြုံးတော်မူတယ်တဲ့။အဲ့လိုမြတ်စွာဘုရားပြုံးတာကိုမြတ်စွာဘုရားရဲ့နောင်နာကနေကပ်ပြီးတော့ပါလာတဲ့ရှင်အာနန္ဒာကသိတယ်။မြတ်စွာဘုရားရဲ့သွားတော်ကနေပြီးတော့ဖြူဖွေးတဲ့ဩဒတရောင်ကြီးဟာလျှက်စီးလက်တလို့ဝင်းကနေထင်းကနေဖြစ်သွားတယ်လို့ဆိုတယ်။အဲဒါကြောင့်မြတ်စွာဘုရားပြုံးတော်မူတယ်ဆိုတာကိုသိတဲ့အတွက်ကြောင့်အကျိုးအကြောင်းမေးလျှောက်တော့မြတ်စွာဘုရားကအာနန္ဒာတဲ့ဟောဒီဝက်မာကလေးဟာကောက်ကုတံမြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကလူမိန်းမတယောက်ကနေသေပြီးတော့သူဟာကြက်မာလေးတစ်ကောင်ဖြစ်ခဲ့တယ်။အဲ့ဒီကြက်မာလေးကဘုန်းကြီးကျောင်းဝင်းကျင်မှာကျင်လဲကျက်စားပြီးတော့နေရင်းနဲ့တနေ့တော့စွန်တကောင်ကသူ့ကိုတုတ်ချီသွားပြီးတော့သူ့ရဲ့ခေါင်းကိုဖြတ်ပြီးတော့စားတယ်။ဒါပေမဲ့အဲ့ဒီကြက်မာလေးကယဟန်တော်တစ်ပါးရဲ့တရားဘာဝနာရွတ်ဖတ်တန်ကိုကြားရပြီးတော့ကောင်းမြတ်တဲ့စိတ်ကလေးနဲ့သေသွားတဲ့အတွက်ကြောင့်ဥပရိလို့အမည်ရတဲ့ဘုရင်ရဲ့တင်ပြီးသွားဖြစ်တယ်တဲ့ဘဝအတက်အကျနော်လူဘဝနဲ့ကျက်ဖြစ်တယ်ကျက်မဘဝနဲ့မင်းသမီးဖြစ်တယ်တေဂာလိစိတ်ပုံမှာမူတည်ပြီးတော့ဘဝတွေကဆက်ပြီးတော့ဖြစ်နေကြတာအဲ့တော့အဲ့ဒီမင်းသမီးဘဝရောက်တဲ့အခါကျတော့သူကတရားဘာဝနာနဲ့နည်းနည်းနီးစပ်တယ်လို့ပြောရမယ်ဒီနေ့တော့သူကအိမ်သာတရေနဲ့အဲ့ဒီအိမ်သာအောက်ခြေပါပိုးလောက်တွေအများကြီးထားကြွနေတာရှိတယ်အဲ့ဒါကိုကြည့်ပြီးတော့ဒီခန္ဓာရဲ့ယွန်ရှာဆက်စုပ်ဖွယ်အနေအထားတွေကိုမှန်မှန်ကန်ကန်သူသိမြင်နားလည်ပြီးတော့သူဇံရတယ်လို့ဆိုတယ်အဲ့ဒီဇံလက်ရှိနဲ့သေတဲ့အတွက်ကြောင့်အဲ့ဒီမင်းသမီးဘဝသေတဲ့အခါကျတော့သူကဗြဟ္မာသွားဖြစ်တယ်တဲ့ဗြဟ္မာကြီးဖြစ်တယ်တဲ့ပထမဇံဗြဟ္မာဖြစ်တယ်လို့ဆိုတယ်အဲ့ဒီဗြဟ္မာဘဝကနေသေတဲ့အခါကျတော့တထေသမီးတယောက်ပြန်ဖြစ်ပြန်တယ်အဲ့ဒီတထေသမီးဘဝမှာတော့သူကမမာနအလွန်ကြီးတယ်လို့ဆိုတယ်မမနာခက်ထန်တဲ့အတွက်ကြောင့်အဲ့ဒီတထေသမီးဘဝကသေတဲ့အခါကျတော့အခုဒီဝက်မာကလေးလာဖြစ်တာပဲလို့မြတ်စွာဘုရားအဲ့လိုမိန့်ရှိတယ်တဲ့ကာကုတံမြတ်စွာဘုရားဆိုတော့ဂျာထဲမှာကောဏဂုံကတ္တပဘုရားနှစ်ရှုဒီဂျာထဲမှာသူဘယ်မှာအကြာကြီးဖြစ်နေမလဲဆိုတော့ဗြဟ္မပြည်မှာအကြာကြီးဖြစ်နေမယ်ပေါ့နော်ဗြဟ္မပြည်ကနေပြီးတော့တထေသမီးကနေဝက်မာလေးလာဖြစ်တယ်ခုဒီဝက်မာလေးရဲ့အနေအထားကိုမြတ်စွာဘုရားကမြင်တော်မူတဲ့အတွက်ကြောင့်တတ္တဝါတွေရဲ့ကျင်လဲကျက်စားနေရတဲ့အနေအထားတွေဟာအရှိမြင်တတ်မယ်ဆိုလို့ရှိရင်ထိတ်လန့်စရာတုန်လှုပ်စရာကောင်းတယ်လို့မြတ်စွာဘုရားကအဲ့လိုအမိန့်ရှိပြီးတော့သောတရုံးကဂါထာလေးကိုမြတ်စွာဘုရားဟောတာယထာပိမူလေအနုပတ္တဝေတံလေစိန်နောပိရောခောပုဏ္ဏဒေဝရောဟတိဧဝံပိတဏအနုတေအနုဟတေနိဗ္ဗတတိဒုက္ခမိဒံပုဏ္ဏပုဏ္ဏပြပင်တပင်မှာရေတောင်းမြစ်ကိုသာမဖြတ်အပ်သေးဘူးဆိုလို့ရှိရင်အပေါ်ဘာကအကိုင်းတွေကိုဘယ်လောက်ပဲခုတ်ဖြတ်ထားဒီသစ်ပင်ဟာစီကားလာအောင်မှာပဲစီပင်လာအောင်မှာပဲအဲ့လိုပဲအလိုဆန္ဒလို့ဆိုတဲ့မမောမှုတဏှာလောဘမကင်းသေးသမျှတဏှာဆိုတဲ့ဒီအနုတ္တယကိုမပယ်တတ်ရသေးသမျှတော့ဒုက္ခတွေကတော့ပုဏ္ဏအဖမအထက်ထက်ခါဖြစ်နေရအောင်မှာပဲအဲ့တော့ဒီနေရာမှာဒီဝက်မလေးရဲ့ဇလန်းကဒီနားရင်သူကမဆုံးဘူးဒီဝက်မလေးကနောက်တစ်ချိန်မှာဦးဇင်းတို့ဗမာပြည်သူ့အနာဘူမိကိုတောင်သူကရောက်လာတယ်။တီဟိုမှာသူ့ရဲ့ဘဝဇတ်ဟာနေကုန်းချုပ်တယ်။သူနေကုန်းချုပ်သွားတော့သူ့မနာထီရီဆိုတဲ့ဘဝနဲ့သူယဟန္တာဖြစ်ပြီးတော့ပြိဋိဘံစတာ။မြတ်စွာဘုရားရှင်လက်ထက်ကအဲ့ဒီဝက်မလေးကနောက်ထပ်9ဘဝလောက်သူဆက်ပြီးတော့လူအဖြစ်နဲ့နေတယ်။ပါရဏတိပြည်ကိုရောက်တယ်။သုပ္ပါရကသင်္ဘောစိတ်ကိုရောက်တယ်။ရောက်တဲ့နေရာလေးကိုမဟာစီဆိုဘုရားကြီးကဆောင်းမုတ်လေးစီထားတာရှိတယ်လူကျက်မကြီးမင်းသမီးတပြားဗြဟ္မာတထေဝက်ကလေးဖြစ်ရသူ့ဝနဘာရာဝနဝါနဲ့သုပ္ပါရကကာဝေရမတိဟလနုရာပေါက်ကံရွာဟုဖြစ်ရပေါင်းစု73ခုတည်မေတုမနာဖြစ်စဉ်ဒီလို့ဆိုကြီးကအဲ့လိုလေးရေးတယ်သူနောက်ဆုံးဖြစ်သွားတဲ့ဘဝကတီဟိုကျွန်းမှာဘောက်ကန္တရွာဆိုတာရှိတယ်အဲ့ဒီမှာသူကအလွန်ချမ်းသာတဲ့အမတ်တယောက်ရဲ့သမီးဖြစ်တယ်ကြီးလာတော့အမတ်ကတော်ဖြစ်တယ်အဲ့ဒီလိုအမတ်ကတော်ဖြစ်တဲ့အခါကျတော့ဒီနေ့မှာအဲ့ဒီတီဟိုကျွန်းမှာရှိတဲ့ယဟန္တာမထေရမြတ်ကြီးတစ်ပါး
အလွန်ထင်ရှားကြော်ကြတဲ့ယဟန္တာကြီးပါပဲအဲ့ဒီယဟန္တာရှင်မြတ်ကြီးကဆွမ်းကကြွလာတော့အဲ့ဒီမေတုမနာကဆွမ်းလောင်းတယ်ဆွမ်းလောင်းတဲ့အခါကျတော့အဲ့ဒီယဟန္တာရှင်မြတ်ကြီးကနောက်ကပါလာတဲ့ယဟန္တာရှင်မြတ်တွေကိုလှည့်ပြီးတော့ပြောတယ်တဲ့ငါရှင်တို့ကြည်စမ်းမြတ်စွာဘုရားလက်ထက်ကဝက်မာလေးကအခုဒီမှာလာပြီးတော့အမတ်ကတော်လာဖြစ်နေတယ်အံ့ဩစရာကြီးပါလားလို့ပြောတယ်တဲ့အဲ့လိုပြောလိုက်တဲ့အခါကျတော့အဲ့ဒီအမတ်ကတော်သူမနာကဇာတိတရညာရတယ်တဲ့ဇာတိတရညာဆိုတာဖြစ်ခဲ့တဲ့ဘဝတွေကိုပြန်ပြီးတော့အမှတ်ရတာနော်သူဘာတွေဖြစ်ခဲ့တယ်လဲဆိုတာကိုသူအမှတ်ရသွားတာဒါကအကြောင်းတိုက်ဆိုင်လို့ရှိရင်လည်းပဲဒီညာကဖြစ်လာတတ်တယ်လို့ဆိုတယ်အံ့ဩစရာပါပဲထင်ရှားတဲ့အရာတစ်ခုကိုမြင်လဲရတယ်ပြန်ပြီးတော့ကြားလဲရတယ်တွေးမိသွားတယ်သိမိသွားတယ်ဆိုရင်ဒီလိုညာမျိုးကဖြစ်လာတတ်တဲ့သဘောလို့ဒီအခြေအနေရဦးဇင်းတို့နားလည်လို့ရတယ်နော်အဲ့လိုဇာတိတရဉာဏ်ရလို့သူ့ဘဝဇာတ်ကြောင်းကိုတည်လဲသိရရောသူအလွန်ထိတ်လန့်တဲ့တန်ဝေကကြီးစွာရတယ်အဲ့ဒါနဲ့သူ့ရဲ့လင်ယောက်ျားကိုတောင်းပန်ပြီးတော့သူယဟန်မဝတ်တယ်ဘိက္ခုနီမပြုတ်တယ်ဘိက္ခုနီဖြစ်တဲ့အခါကျတော့မကြခင်မှာပဲဦးဇင်းတို့မဟာသတိပဋ္ဌာန်သုတ်တံကိုနာယူပြီးတော့သောတပတ္တိမဉ္ဇဉ်ပုံဉဏ်ကိုရတယ်တဲ့